အားလုံးပဲမင်္ဂလာပါချစ်စရာဇုံလွဲပုံလေးလုပ်တဲ့ Pro MPT လေးကိုမျှဝေပေးလိုက်ပါတယ် Okay ဒါဆိုရင်တော့ဒီလိုမျိုးပုံလေးတွေကိုလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တစ်ခါကြည့်လိုက်ပါမယ်ပထမအဆုံးအနေနဲ့မိမိရဲ့ဖုန်းထဲမှာရှိတဲ့ Gemini AI ကိုတစ်ခါဖွင့်ပေးပါမယ်ပြီးရင်တော့ခါတိုင်းလိုပဲဒီအောက်နားလေးမှာရှိတဲ့အပေါင်း icon လေးကိုထပ်တစ်ခါနှိပ်ပေးပါမယ်နှိပ်ပြီးရင်တော့ Glory လေးကိုထပ်တစ်ခါနှိပ်ပေးပါပြီးရင်တော့ဒီညလေးမှာကိုကြိုက်တဲ့တက်ပုံနှစ်ပုံကိုရွေးထည့်ပေးရပါမယ်အဲ့ဒီတက်ပုံထဲမှာတခါတည်းရိုက်ထားတဲ့ဇုံတွဲပုံဆိုလို့ရှိရင်လည်းအဆင်ပြေပါတယ်တို့တွေမှာမိမပုံတစ်ပုံယောက်ျားပုံတစ်ပုံဆိုလို့ရှိရင်လည်းအဆင်ပြေပါတယ်ကိုကြိုက်တဲ့တက်ပုံနှစ်ပုံကိုရွေးထည့်ပေးလိုက်ပါရွေးထည့်ပေးပြီဆိုရင်တော့ဒီအောက်နားလေးမှာရှိတဲ့တန်းကိုတစ်ခါထပ်နှိပ်ပေးလိုက်ပါမယ်โอเคဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်ဒီအောက်နားလေးမှာလိုအပ်တဲ့ program လေးကိုထည့်ပေးရပါမယ်အဲ့ဒီ program လေးကိုကျွန်တော် comment box ထဲမှာချထားပေးပါမယ်အဲ့ဒါကို copy ယူပြီးတော့ဒီနေရာလေးမှာလာရှာလိုက်ရင်အဆင်ပြေတော့ပဲဖြစ်ပါတယ် copy လာရှာမယ်ဆိုလို့ရှိရင်ဒီနေရာလေးကိုလက်နဲ့တစ်ခါထိထားလိုက်ပါမယ်ပြီးရင်တော့ဒီလိုမျိုးစာတန်းပေါ်လာပြီဆိုလို့ရှိရင် paste ဆိုတဲ့စာတန်းကိုတစ်ခါနှိပ်ပေးပါမယ် okay ဒါဆိုရင်တော့စာတွေအကုန်လုံးကြာတော့ပဲဖြစ်ပါတယ်ပြီးရင်တော့ဒီဘေးနားမှာရှိတဲ့ညအကွက်လေးကိုတစ်ခါနှိပ်ပေးလိုက်ပါမယ်နှိပ်ပြီးရင်တော့ခဏလေးကျွန်တော်တို့စောင့်ပေးရပါမယ်โอเคဒါဆိုရင်တော့ဒီမှာချစ်စရာဇုံတွဲပုံလေးရတော့ပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်